အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒူလာပါဒီနေ့ကြိုရင်းချစ်ထားတဲ့ကိုတေလေးကတော့ classic ကိုတေမျိုးလေးဒီအခုထိ international မှာဘောင်ဝင်တန်းဝင်နေတဲ့ Facebook class ကိုတေလေးပဲဖြစ်ပါလားခင်ဗျာဒီကိုတေလေးရဲ့နောက်ကြောင်ရဆိုရင်လေးကိုအချင်းချုပ်လေးပြောပြပါမယ်မြန်မာနိုင်ငံကိုအင်္ဂလိပ်တွေတန်းယူပြီးတဲ့နောက်ပိုင်းရန်ကုန်မြို့မှာပထမဦးဆုံးဖွင့်ခဲ့တဲ့ဘားကိုအလေလာကြတဲ့အင်္ဂလိပ်အရာရှိတွေကိုဖြောတိုက်ခဲ့တဲ့ကိုတေလေးပဲဖြစ်ပါလားခင်ဗျာဒီကိုတေလေးရဲ့ပါဝင်မဲ့ပစ္စည်းလေးတွေကတော့ဂျင်း control butter simple စာရလီမိုဂျုလိုပဲဖြစ်ပါလားခင်ဗျာโอเคဗီဒီယိုလေးကိုစလိုက်ရအောင်ပထမဦးဆုံးဖောက်ကိုရေခဲရိုက်တာပါမယ်ခင်ဗျာဂျင် 45 ml ထည့်ပါမယ်control 20 ml ထည့်ပါမယ်simple စာရ50 ml ထည့်ပါမယ်လီမိုဂျို50 ml ထည့်ပါမယ်ဘတာ20-30လောက်ထည့်ပါမယ်โอเคရေခဲထည့်ပြီးရှက်လိုက်ရအောင်ကားနဲ့လေးထည့်ပါမယ်ဒါလေးကတော့ Facebook class ကိုတေလေးပဲဖြစ်ပါတော့ခင်ဗျာကြောက်ရ Facebook page လေးကိုလည်း like and follow လုပ်ပေးကြဖို့မြင်တာရက်ခံပါတော့ခင်ဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်